သူဟာဆေးဝါးတွေကိုအများကြီးသုံးစွဲနေတဲ့ကြာလာတော့ဆိုယာဟာစိတ်ဝေဒနာရှင်လိုဖြစ်လာတယ်ဒီတစ်ခါပြန်လာတော့ဆိုယာဟာသူမရဲ့မျက်နှာပေါ်ကအမာရွတ်တွေကိုတမင်တကာဖုံးကွယ်ထားတဲ့ကြည့်ရင်တထေးရဲ့ဇနီးဟောင်းနဲ့တပုံစံနဲ့ပဲတထေးကဆိုယာကိုမြင်တော့ခဏတာစိတ်တွေဝေဝါးသွားတယ်ဘာလို့လဲဆိုတော့သူဟာဝန်ချီကိုအရန်လွှမ်းနေလို့ပဲသူဟာသူ့ရှိကလူကိုဝန်ချီလို့တောင်ထင်မှတ်လာတယ်သူကသူ့ဇနီးတဲ့ဘယ်နှစ်လောက်ပျောက်ဆုံးနေတာလဲလို့မေးတယ်ဆိုယာကတော့ဘာမှမသိတယ်လို့ဟန်ဆောင်ပြီးသူ့ရှိကသူထေးရဲ့ဇနီးတဲ့လူမျိုးစကားပြောဟန်တွေကိုအတူခိုးတယ်သူမကစိတ်ဆိုးတဲ့ပုံစံနဲ့အခုလဲကျမကိုတန်တရားဝင်နေတာလားကျမကိုတခါမှယုံကြည်မှုမရှိခဲ့ဘူးပေါ်လို့អော်တယ်တထေးကဒေါသထွက်ပြီးလက်ထဲကခွက်ကိုမြေပြင်ပေါ်ပစ်ပေါက်တယ်ပြီးတော့ဆိုယာကိုအတင်းတွန်းတဲ့အခါဆိုယာရဲ့လက်ကမှန်ကွဲစားနဲ့ထိမိပြီးတွေးထွက်လာတဲ့တထေးကချက်ချင်းပဲစိတ်ပူသွားတယ်ဆိုယာကတော့အမှန်တရားကိုဖုံးကွယ်ဖို့အတွက်ကိုယ့်လက်ကိုကိုတမင်ဓာတ်နဲ့ထက်ရှာတယ်ဒါကတထေးကိုတောင်းပန်တဲ့နီလန်းပဲဆိုယာကိုဒီလိုမျိုးစိတ်ယူပေါက်နေတာကိုမြင်တော့တထေးလဲကြောက်သွားတယ်တထေးကရဲစခန်းကိုတွားပြီးတော့အလုတ်ကနေနှုတ်ထွက်ချင်ကြောင်းပြောတယ်ရဲတွေကတော့နောက်ဆုံးတစ်ကြိမ်ထပ်ကူညီပေးဖို့တောင်းဆိုတယ်ဒီညတထေးကမင်းရဲ့အကူကိုစေယုံပို့လိုက်မယ်အဲ့ဒီအချိန်မှာသူ့အိမ်ထဲကိုခိုးဝင်ပြီးတော့သူလူတက်ခဲ့တဲ့တက်တွေကိုရှာပေးပါလို့ပြောတယ်ပြီးတော့ဆိုယာကိုအရေးပေါ်မေးစေးတပလင်းပေးတယ်ဒီဆေးကိုမျက်နှာပေါ်ဖျန်းတာနဲ့ချက်ချင်းမေ့သွားလိမ့်မယ်ဆိုယာလည်းအန်နီရဲ့ကိုလက်ခံတယ်တထေးအိမ်ကနေထွက်သွားတာနဲ့ဆိုယာလည်းအိမ်ထဲကိုခိုးဝင်တဲ့တထေးရဲ့အခန်းထဲမှာတခုခုကိုရှာနေရင်းနဲ့တစ်တာငယ်လေးတစ်ခုကိုတွေ့သွားတယ်အဲ့ဒီထဲမှာတက်တွေအထောက်ထားတွေကိုတွေ့ပြီးတာနဲ့ဆိုယာလည်းရဲတွေကိုဖုံးဆက်ဖို့ပြင်တယ်ဒါပေမဲ့ဖုန်းလိုင်းပြတ်သွားတယ်နောက်ကနေလူတစ်ယောက်ကသူမကိုမေးစေးနဲ့ဖြန်းတယ်ဒီလူကတော့တထေးရဲ့လူပဲဆိုယာတွေ့ခဲ့တဲ့တစ်တာတွေကဟာတွေကအစ်စ်အမှန်မဟုတ်ဘူးဒါကတထေးရဲ့အကွက်ပဲအဲ့ဒီလူကဆိုယာကိုဖမ်းပြီးတထေးစီခေါ်သွားတယ်ဆိုယာကတထေးကိုမြင်တာနဲ့တက်ချင်စိတ်တွေပေါက်လာတယ်ဒါပေမဲ့သူ့ခြေထောက်ကိုတန်ကြိုးနဲ့ချီထားတဲ့တထေးကသူမကိုစော်ကားပြီးတော့အဲ့ဒီလူစီကိုပဲလွှဲပေးတယ်အဲ့ဒီလူကဆိုယာကိုအနိုင်ကျင့်ဖို့ပြင်တဲ့အချိန်မှာဆိုယာကသူ့ရဲ့လက်ထဲမှာဝတ်ထားတဲ့ဓာတ်နဲ့အဲ့ဒီလူကိုထိုးတယ်ပြီးတော့သူကိုယ်တိုင်လည်းလွတ်မြောက်သွားတယ်နောက်တစ်ဖက်မှာလည်းတထေးရဲ့ညီမကတထေးရဲ့လှုပ်ဝက်ချက်ကိုတီးသွားတယ်သူမကအကိုဖြစ်သူရဲ့စာအုပ်တွေကိုတင်ဆက်ရင်းနဲ့ဒိုင်ယာရီတအုပ်ကိုတွေ့သွားတယ်အဲ့ဒီထဲမှာအကိုဖြစ်သူလူတက်ခဲ့တဲ့အကြောင်းအရာတွေအကုန်ပါနေတယ်ပြီးတော့နောက်ဆုံးစာမျက်နှာမှာတော့သူထေးရဲ့ညီမကအကိုဖြစ်သူကိုတောင်းပန်ပြီးတော့အဲ့ဒီနေရာကနေထွက်သွားတော့မယ်လို့ရေးထားတယ်ဆိုယာကဒီဒိုင်ယာရီကိုရဲတွေကိုပေးတယ်ရဲတွေကအဲ့ဒီဒိုင်ယာရီကိုဖတ်ကြည့်တဲ့အခါမှာတော့ဒါကဝတ္ထုတစ်ပုဒ်ဖြစ်နေတယ်ညီမဖြစ်သူကဘာလို့ဒီလိုမျိုးဝတ္ထုရေးထားရတာလဲလို့စဉ်းစားမိတယ်ဒါပေမဲ့တထေးကတော့အဲ့ဒီညီမကိုစောစောကတည်းကတန်တရားဝင်နေတာတထေးကသူမကိုတတ်ဖို့ကြံစီနေတာတထေးကညီမဖြစ်သူကိုတတ်ပြီးတော့ဆိုယာကိုအပြစ်ပုံချဖို့ကြိုးစားတယ်တထေးကဆိုယာကိုအဲ့ဒီဒိုင်ယာရီကိုတေချာဖက်ကြည့်ဖို့ပြောတယ်ဖက်ကြည့်ပြီးတော့ဆိုယာလည်းအံ့ဩသွားတယ်ဘာလို့လဲဆိုတော့တထေးရဲ့ဇနီးတဲ့ကဆိုယာနဲ့တိုင်ပင်ပြီးတော့တထေးကိုအပြစ်ပေးဖို့ကြံစီထားတာပဲဇနီးတဲ့ကကိုဝင်ရှိနေတာကိုသိပြီးတော့တထေးကိုစိတ်ပြတ်သွားတယ်တထေးကဒီအကြောင်းကိုသိသွားတဲ့အခါအယမ်းတောင်လေးရသွားတယ်ဒါပေမဲ့အနောက်ကနေဆိုယာရဲ့အကူကထွက်လာပြီးတော့တထေးကိုတိုက်ခိုက်တယ်တထေးလည်းတည်သွားတယ်အကိုဖြစ်သူကဆိုယာကိုကယ်တင်ဖို့ရောက်လာတာပဲအဲ့ဒီနေ့ကစပြီးနှစ်ယောက်စလုံးလွတ်မြောက်သွားတယ်ဒါပေမဲ့သူတို့ရဲ့ဘဝတွေကတော့အရင်လိုဖြစ်မလာတော့ဘူးတထေးကဆိုယာကိုတတ်ဖို့ကြိုးစားတဲ့အခါမှာဆိုယာကအရင်ဆုံးအစိတ်ခတ်ထားပြီးသားနောက်ဆုံးတော့တထေးလည်းတည်သွားတယ်သူတို့နှစ်ယောက်လုံးကတော့အဲ့ဒီနေရာကနေထွက်ခွာသွားတော့တယ်